Gaming phone တစ်လုံးဝယ်ဖို့ခင်ဗျစဉ်းစားနေတယ်ဆိုရင်ခဏစောင့်လိုက်အောင်ထွက်လာတဲ့သတင်းတွေXiaomiဒီလာတဲ့ဒါမှမဟုတ်နောက်လာတဲ့မှာ gaming performance ဦးစားပေးဖုန်းတစ်လုံးမိတ်ဆက်ပေးမယ်လို့သတင်းတွေထွက်နေတယ်ဒီဖုန်းကXiaomiရဲ့ထွက်သမျှဖုန်းတွေထဲမှာပထမဆုံးချိန် cooling fan ပါလာတဲ့ဖုန်းဒီຢာတွေကသတင်းချက်လက်မျှအောင်သာဖြစ်ပေမဲ့ကျွန်တော်ကတော့ 80% လောက်ထိယုံနေဘာလို့လဲဆိုတော့ဒီဗီဒီယိုပဲကြည့်လိုက်ဗီဒီယိုထဲမှာ K90 Max မှာသုံးထားတဲ့ cooling fan ကိုကင်ပြီးတော့သူတို့ cooling fan တခြား brand တွေဘယ်လောက်ကောင်းကြောင်းပြီးရင်သူတို့ cooling fan cooling ဘိုင်းမှာဘယ်လောက်တောင်ထိန်းချုပ်နိုင်နေဘာတွေအားသာတယ်အဲ့ဒါတွေကိုအသေးစိတ်ရှင်းပြနေတာဗျာဒါပေမဲ့ကျွန်တော်တရုတ်စကားနားမလဲတော့သူဘာတွေပြောလို့ပြောနေမှန်းတော့မသိဘူးစောနာကျွန်တော်ပြောလိုက်တဲ့မှာခင်ဗျားတို့ကြားမှာ K90 Max ဆိုတာအဲ့ဒါအခုထွက်မဲ့ဖုန်းရဲ့နာမည်ခေါင်းစားစရာဒီနေ့အတွက် Xiaomi ဖုန်းတွေကနာမည်အပြောင်းလဲတွေအများကြီးပဲခု Xiaomi နဲ့မှာ series မှာဆိုရင်ပုံမှန်ထွက်မှာဒီနေ့ Xiaomi 70ခုကြတော့တဆင့်ခုန်တက်သွားပြီးတော့ Xiaomi 70ထွက်တယ်Xiaomi 70ကိုမှသူတို့က Xiaomi 70 Pro 70 Pro မှာပြီးရင်70 Ultra ဆိုပြီးထွက်သွားတယ်အဲ့လိုဟို K series ကိုပဲကြည့်လိုက် K90 ကနေရောဂျားတွေကနေ Pro ပျောက်သွားတယ် Pro ပျောက်ပြီးတော့ K90 Pro Max ဆိုပြီးဖြစ်သွားတယ်အဲ့ကနေပြီးတော့အစင်လိုက်လာမယ်ဆိုရင် K90 Ultra ထွက်မှာ K90 Ultra မထွက်သေးပဲနဲ့ထွက်မှာလားမထွက်မှာတော့မသိဘူးပေါ့ဗျာဟို K90 Max ဆိုပြီးတော့ gaming performance ဦးစားပေးဖုန်းကိုသူတို့ကဒီလဒါမှမဟုတ်နောက်လာတဲ့မှာမိတ်ဆက်ဖို့ရှိတယ်အသတင်းတွေကတကယ်အရင်လတွေကကြားတယ်ဗျာမသေးကြဘူးဟိုဒီလမှာကြတော့ China social media တွေမှာရောပြီးရင်အခု Thailand ဖုန်းသတင်းတွေကြီးညာတဲ့ page တွေမှာရောဒါတွေကသူတို့ကဖော်ပြလာတယ်ပြီးရင်China shopping app တွေမှာကြီးလိုက်မယ်ဆိုရင် Pinduoduo လိုမျိုး app မှာသူက pre-order တင်လို့ရတဲ့ပုံစံပေါ်နေပြီတေချာလို့နဲ့တူတယ်အဲ့တော့ official ချပြီးမိတ်ဆက်တာမျိုးတော့မရှိသေးပေမဲ့တကယ်ဒီဖုန်းကထွက်လာဖို့ဆိုတာတော့ကျင်းသေးတယ်တခြား specification တွေကတူချင်မှတူလိမ့်မယ်တေချာတာကဒီ K90 Max ဆိုတဲ့နာမည်ကြီးနဲ့ရောပြီးရင် cooling fan ပါလာတယ်ဆိုတော့ဒါတော့ကျင်းသေးတယ်ကျင်းနေတော့ဗျာ cooling fan ပါလာတယ်ဒီ K90 Max ကြီးမှာ performance ဦးစားပေးဖုန်းအမှ SoC တွေကဘာကြီးထဲသုံးထားမယ်ဆိုတာကျင်းသေးမသိဘူးတိရတဲ့လောက်လေးပြောရမယ်ဆိုရင် SoC က Dimensity 9500လို့တော့သိတယ်ဗီဒီယိုကြတော့ 8300 mAh ဆိုပြီးတော့ပြောနေကြတယ်ဒါ display resolution ကြတော့ 1.5K အဲ့လိုတွေပေါ့နော်ဒါကတော့ထင်ကြီးပြောနေကြသလိုမျိုးပဲအတိအကျကြီးတော့ဖြစ်လာမှာမဟုတ်ကျွန်တော်တွေးထားတာလေးတစ်ခုရှိလဲဒီမှာကြည့်လူတယောက်ဗျာ comment ဝင်မှန်းထားတာသူမေးတာက Mr. Lu တဲ့ဂတိပေးထားတဲ့ K90 နဲ့ Supreme Edition ကဘာဖြစ်သွားတာလဲလို့မေးထားတာဒီသူမေးပုံထောက်တော့ဒီ K90 Max ထွက်လာလို့အရင်တစ်ခါသူတို့ကြားထားတဲ့သတင်း K90 နဲ့ Supreme နဲ့ Edition ကဘယ်လိုဖြစ်လဲပေါ့သူသိချင်လို့မေးတာပြောမယ်ဆိုဗျာ K90 နဲ့ Supreme နဲ့ Edition ကထွက်ဖို့ရှိတယ်နဲ့တူတယ် Mr. Lu ဖြေထားတာက Supreme Edition ကိုလည်းတဲ့ Max Supreme အနေဖြင့်နေရာယူထားတယ်ပေါ့ဒီဘွဲကပထမဆုံးဘွဲလို့သူဖြေထားတာပြောမယ်ဆိုရင် K90 ရဲ့နဲ့ Supreme Edition ကပျောက်မသွားဘူးအခုထွက်မယ် K90 Max နဲ့ Supreme Edition ဆိုပြီးထွက်လာမယ်ပုံစံမျိုးဖြစ်နေတယ်ဒီလိုပုံစံမျိုးဆိုရင်တော့ K90 Max တော့စိတ်ဝင်စားဖို့ကောင်းတယ် gaming performance ဖုန်းကို gaming ဦးစားပေးဖုန်းမှာ Supreme လိုမျိုးနာမည်ကြီး brand တစ်ခုနဲ့ edition လုပ်ပြီးထွက်လာတာကဒီဖုန်းရဲ့ design color ကဘယ်လိုဖြစ်မလဲဆိုတော့စိတ်ဝင်စားဖို့ကောင်းတယ် performance ဦးစားပေး focus ထားပြီးထုတ်ထားတဲ့ device ဖြစ်တဲ့အတွက်ဒီဖုန်းက price to performance balance မျှရင်တော့ပိုကောင်းမယ်ဒီဖုန်းက gaming ဖုန်းဖြစ်တဲ့အတွက်ကင်မရာပိုင်းတွေဘာတွေမှာတော့အများကြီးမျှော်လင့်လို့ရတော့မှမထင်ဘူးအဲကြောင့်အခု gaming ဖုန်းတစ်လုံးဝယ်ဖို့စဉ်းစားနေတဲ့သူတွေကခဏလောက်စောင့်လိုက်အောင်အခုဒီ K90 Max လေးထွက်တာကိုတစ်ချက်ကြည့်ပြီးမှစဉ်းစားသင့်တယ်တော့ကျွန်တော်ထင်တယ်